Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဗောနော်ညီမလောက်ထားတဲ့ ID လေးကိုမျှဝေပေးမှာဖြစ်ပါတယ်ညင်သားရနော် sorry ပါ Okay ညီမကဒီပေါ့နော်ညီမဆောက်ထားတဲ့အိမ်လေးပေါ့နော်ညီမကခုမှဆော့တာ2ရက်လောက်ပဲရှိသေးပါတယ်အကျော်တော့ဗောနော်ညီမဆောက်ထားတာအရင်တော့ဆောက်ဦးပါတယ်အခုကညီမဖုန်းမှာဗောနော်ဒေါင်းထားတာပါဆောက်ထားတာ3ခုပဲရှိသေးပါတယ်ညီမဒီခဲဟောက်မှာဆောက်ထားတယ်ပေါ့နော်အပေါ်ထက်ခိုးမှာဆောက်ထားတဲ့ဟာလေးကိုပြပေးမယ်ပေါ့နော်ယူရိုလည်းဒီလိုမျိုးယူရိုလည်းဟွာလာလေလို့ရအောင်ပေါ့နော် ID လေးရိုက်ပြမယ်ပေါ့နော်ညီမရဲ့ဒီဟာနဲ့ဗီဒီယိုလေးရိုက်ရှင်လေးရိုက်ကြပေါ့နော်ညီမကစိတ်မဆိုးပါဘူးပိုတောင်ပျော်သေးရပေါ့နော်ညီမလောက်ထားတဲ့ဟာတွေနဲ့ဗီဒီယိုရိုက်ပြီးလို့ရှင်ညီမရမ်းပျော်အဲ့လိုလေကျေးဇူးတင်တယ်ရိုက်ပြီးတော့ညီမ subscribe လုပ်ပေးပါမယ်ရှင်ဒီကြတော့ဟွာ good day လေးပြင်မယ်ပေါ့နော် comment လေးလာရေးပေးပါမယ် okay ဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ရအောင် okay ပထမဦးဆုံးထည့်မယ့်ဟာလေးကတော့အတန်တိုးလိုက်ကြလိုက်ဖြစ်နေရင်တော့တောင်းပန်ပါတယ် okay ရှေးရမယ့်ဟာလေးကတော့ဒီပေါ့နော် ID ဆိုတဲ့ဟာလေးပါဒီပေါ့နော်ဒီလိုမျိုးထည့်ရတဲ့ဟာလေးပါ2 9 1 9 9 6 4 3 nya 3 1 3 nya 3 1 10ဘယ်ခဏကဲ house လေးအဲ့ဒါကြတော့ယူရိုလည်းမသိမှဆိုလို့ပေါ့နော်ပေါ်မှာပေါ့နော်ဘာမှမရှိဘူးအောက်မှာမလုပ်ထားဘူးသိပြီးတော့ပေါ့နော်တိတ်တော့မလားပါဘူးရှင်ဒီလိုရတော့ညီမပေါ့နော်တော်တော်ချိန်ယူပြီးလောက်လိုက်ရပါတယ်အိမ်မယ်ဆိုရင်တော့ဒီတောက်ဆုံးဘက်လေးကိုလာပြီးတော့အိမ်ရမယ်ပေါ့ဘာလို့လဲဆိုတော့ထိုင်တဲ့ဟာကြီးလည်းပါနေလို့ပါနောက်ပြီးတော့ဒီပေါ့နော်ပန်းအိုးလေးလည်းထားပေးထားပါတယ်နောက်ပြီးတော့စာလေးလာလို့ရအောင်လို့လည်းစာအုပ်လေးလည်းထားပေးထားပါတယ်စာရေးခုံပေါ့နော်နောက်ပြီးတော့ဘုတ်လျှော်လေးလည်းထားပေးထားပါတယ်နောက်ပြီးတော့ဒီမှာပေါ့နော်အိမ်နဲ့ကြည့်လို့ရတယ်ထိုင်နဲ့ကြည့်လို့ရတယ် TV လေးထားပေးထားပါတယ်နောက်ပြီးတော့ထမင်းစားပွဲလေးထားပေးထားပါတယ်ညီမကဒါကhouse ကိုမဟုတ်ဘဲနဲ့ blue house လို့တောင်ပြောလို့ရပါတော့နော်အပြာရောင်အိမ်ပေါ့နော်အပြာရောင်အိမ်လို့တောင်ပြောလို့ရပါတယ်ထက်ကူကပြာရောင်နေကြီးပဲပေါ့နော်ဒီပေါ့နော်ရေခဲတစ်တာတွေတော့ဘာမှမထည့်မိလိုက်ပါဘူးနောက်ပြီးတော့ဒီပေါ့နော်ဟိုဟာဘာလို့ဟင်းချက်တဲ့ဟာပေါ့နော်ညီမအဲ့ဒါမပြောတတ်လို့ပါဒီပေါ့နော်ဆိုဖာလေးလည်းထားပေးထားပါတယ်ဆိုဖာကကျတော့အပြင်းပြေထိုင်ကြည့်လို့ရအောင်ပေါ့နော်ဒီဘက်မှာလည်းပေါ့နော်ဒီဘက်မှာလည်းဒီဘက်မှာလည်းဒီလိုက်ကလေးထားပေးထားပါတယ်ရှင်ဒီဟာကကျတော့ပြောင်းပြန်ပြင်နေတာပေါ့နော်ဒီဘက်ကိုပြန်လဲဖို့အဆင့် IT နှစ်ခုဖြစ်သွားမှာဆိုလို့ပါမစိရပါအဲ့ဒါလေးကိုသိခံပြီပေါ့နော်ဒီလိုဗီဒီယိုရိုက်ရှင်နေဆိုလို့ရှိရင်တော့အဲ့ဒါကမတိကျအောင်စာပြီးရိုက်လိုက်ပါဒါကကျတော့ဒီလိုမျိုးဟိုဖြစ်တာနော်ဒါတိတ်ပြီးအဆင်မပြေဘူး okay ဒီပေါ်တဲ့ခန်းကကြတော့ဘာမှထွေထူးမရှိဘူးပေါ့နော်တိတ်လည်းမလာပါဘူးနောက်ထပ်တစ်ခန်းကိုသွားပြပြီးဟိုမှာထွက်နေတာကမှကြည့်လိုက်ပါမယ်ဒီနေ့တိုင်းပဲထွက်နေပါတယ်မအဲ့ဒါစိတ်ကြတာပါနော်ငါဒီလိုမျိုးထွက်မယ်ဆိုတော့ဒီထက်ခိုးဆိုတာ3ကန်ဆိုတော့လေအပေါ်မှာ3ကန်ဆိုတော့လေဒီရန်လောက်ရတယ်ကွာအကြတော့အဆင်မပြေဘူးဒါဆိုတော်တော်ကြီးအောင်ထွက်နေရပါတော့ကြည့်လို့လည်းရမ်းမကောင်းပေါ့နော်နောက်တစ်ခုကိုတွားကြည့်ပါမယ်ဒါလေးကတော့သိခံပြီပေါ့နော်ယူလာလေးချိန်လာလေးယူရပါတယ်ညီမတို့ဒါမဲ့လိုက်လေးတော့ပြီးတော့ပေါ့နော်ဒီ ID လိုက်ပေါ့နော် ID လိုက်လေးပြီးတော့ပါအောင်ရှင်မပြီးတတ်လို့ရှိရင်တော့ဒီလိုပေးလို့ရပါတယ်ဒီ pros တွေက item ဆိုတဲ့ဟာလေးတွေမှာပေါ့နော်ဒီလိုမျိုးလေးပေးလိုက်လို့ရပါတယ်ကိုဟာကိုတော့ဘယ်သူကပြင်မလဲနော် okay နောက်တစ်ခုထည့်မယ်ပေါ့နော်ဒါလေးကိုပေါ့နော်ဖြတ်လိုက်ပါမယ်
နောက်တစ်ခုကကြတော့ညီမလောက်ထားတဲ့ဆိုင်လေးပေါ့နော်ထမင်းဆိုင်လေးကိုတွားပတ်မှာဖြစ်ပါတယ်ငါတစ်ခုငါကိုတစ်ရှစ်ကိုရှောက်3ညโอเคရပါပြီမင်းဆိုင်လေးကတော့တိတ်တော့မလားပေါ့နော်ကျရှင်ရဲ့အောက်မှာလောက်ထားတာပါဒေါ်ရှူထမင်းဆိုင်ပေါ့နော်ရေးလိုက်တုံးကတော့အမှန်ပဲဒါမဲ့ဒီထဲရောက်တော့မှားကုန်တာပေါ့နော်ဒေါ်ရှူကအဆင်မပြေသွားပါဘူးရှင်โอเคဆန်လို့တစ်ချက်တိုက်ကြည့်မယ်ပေါ့နော်စပွဲကြီးထားပေးပါတယ်လေးရက်စပွဲလေးပေါ့နော်ထားပေးရပေါ့နော်ပတ်ပင်နေထားပေးပါတယ်အရင်ညတော့ကဒီဂိမ်းက error တက်တာလားမသိဘူးဒီနားကိုထားတဲ့ face ကဒီဘက်ကိုရောက်သွားတယ်ပေါ့နော်ဒီဟာကိုလည်းပြန်ဖယ်လို့မရပါဘူးဒီမှာဖယ်ပြမယ်ပေါ့နော်ဖယ်လို့မရဘူးနော်အဲ့ရပျောက်သွားတယ်ဖယ်လို့မရဘူးပေါ့နော်ဂိမ်းက error တက်နေတာထင်တယ်ဒီဘက်မှာအကောင့်ရှိရပေါ့နော်ဒီဆိုင်လေးကိုလာလိုက်ချင်းနဲ့ထို့လို့ရှိရင်တော့ ID ကညီမရေးပေးထားတဲ့ဟာလေးပါပဲဒါမဲ့ဒီဟာလေးတော့သိခတ်မိပေါ့နော်ဒီခုံတော့မထိုင်နေပေါ့နော်အဲ့လိုမျိုးဒီပေါ့နော်ဒီဘက်ကိုတိုင်းလိုက်မယ်ပေါ့နော်ဒီဘက်ကကျတော့ညီမဟင်းချက်ထားတာရှိမယ်ပေါင်းထားတဲ့ကြက်သားရှိမယ်နောက်ပြီးတော့ပကံဆေးစရာလေးလည်းရှိပါတယ်နောက်ပြီးတော့ဒီမှာပေါ့နော်ရေခဲတစ်တာထဲမှာအသီးရေပါထည့်ပေးထားပါတယ်ပကံလေးလည်းထားပေးထားရပါတယ်နော်ထားပေးထားပါတယ်ကားလေးကိုလိုက်ဒါမဲ့အဆင်မပြေဘူးပေါ့နော်တိတ်မလာဘူးဒါကြီးအရန်ရုပ်ဆိုရယ်သူများရေဆိုလို့ရှိရင်ဒီလောက်လိုက်ဟာလေးရတော့ညီမအိမ်မဆောက်ရပဲနေလာဘူးပေါ့နော်